လူကြီးမင်းတို့ကဆိုလာစနစ်ကိုတက်ဆင်ထားပြီးတော့နှစ်ပေါင်းများစွာရေရှည်အသုံးပြုခြင်းနဲ့ဆိုရင်တော့ဒီအချက်တွေကိုလုံးဝသိထားတင်ပါတယ်ပထမဆုံးချက်ကတော့လူကြီးမင်းတို့သုံးနေတဲ့လုံသုံးတွေကိုချိန်ဆပြီးတော့သုံးဖို့ပါဥပမာ10ကီလိုဝက်အင်မာတာကိုတက်ထားတယ်ဆိုလို့ရှိရင်6000ဝက်အပြည့်သုံးခြင်းကိုရှောင်သင့်ပါတယ်နောက်ပြီးတော့အဲကွန်မော်တာစတဲ့စတာလင်လောက်ကြီးတဲ့လက်စစ်ပစ္စည်းတွေကိုဓမြိုင်တန်တဲ့ဖွင့်ခြင်းကိုလည်းရှောင်သင့်ပါတယ်ဒါတွေကိုတော့မရှောင်ကျင်ဘူးဆိုရင်အင်မာတာဟာဆိုလို့ရှိရင်အချိန်ခဏလေးအတွင်းမှာပဲပျက်စီးသွားနိုင်ပါတယ်နောက်ထပ်ဘက်ထရီရဲ့ SOC အနည်းဆုံး20%ရောက်ပြီဆိုတာနဲ့လုံသုံးတွေကိုဆက်ပြီးတော့မသုံးမဲနဲ့ဘက်ထရီကိုအပြတ်နေမှုလိုပါတယ်ဒုတိယချက်ကတော့တန်ရှင်းရေးပါဆိုလာချက်တွေပေါ်မှာဖုံမုံအငြိကြီးဒါမှမဟုတ်လို့ရှိရင်တွဲ6တွေတင်နေလို့ရှိရင်နေအောင်ကြီးကိုကာစီးလိုက်တယ်လို့ဖြစ်သွားပြီးတော့ဆိုလာရဲ့စွမ်းဆောင်ရည်ကိုချက်ချင်းထိုးကျသွားနိုင်ပါတယ်။ဒါအပြင်တရွက်တို့အငြိကြီးတို့ဟာတနေရာထဲမှာအကြာကြီးစုနေလို့ရှိရင်အဲ့ဒီနေရာဟာအပူလွန်ကဲမှုဖြစ်ပေါ်လာပြီးတော့ပန်နယ်ကိုပျက်စီးစေတဲ့အထိဖြစ်နိုင်ပါတယ်။ဒါကြောင့်6လတစ်ကြိမ်ဒါမှမဟုတ်3လတစ်ကြိမ်ကတော့ဆိုလာချက်တွေကိုတန်ရှင်းရေးလုပ်တင်ပါတယ်။တန်ရှင်းရေးရဆိုရင်ဆိုလာချက်တွေနေမကဘဲနဲ့ဘက်ထရီတွေအင်ဗာတာတွေထားတဲ့နေရာမှာလည်းလုပ်ပေးတင်ပါတယ်။တတိယချက်ကတော့ဘက်ထရီတွေအင်ဗာတာတွေထားတဲ့နေရာမှာဆိုလို့ရှိရင်လေဝင်လေထွက်ကောင်းပြီးတော့အပူချိန်25ဒီဂရီစင်တီဂရိတ်ဝန်းကျင်မှာပဲထားဖို့ပါအင်မာတာကအလုံးလုံးတဲ့အချိန်မှာဆိုလို့ရှိရင်အပူထွက်ပါတယ်အပူချိန်အများမြင့်လို့ရှိရင်အင်မာတာရဲ့စွမ်းဆောင်ရည်ကိုကျဆင်းသွားစေတဲ့အပြင်အင်မာတာရဲ့သက်တမ်းလည်းပိုပြီးတော့တိုးစေပါတယ်ဘက်ထရီတွေဟာလည်းအပူချိန်25ဒီဂရီစင်တီဂရိတ်ဝန်းကျင်မှာထားတာကတော့သက်တမ်းအရှိဆုံးခံပါတယ်အပူချိန်အရန်ပူတဲ့အလုံးပိတ်ခန်းထဲမှာထားမယ်ဆိုရင်လို့ရှိရင်လည်းဘက်ထရီရဲ့သက်တမ်းဟာလည်းတိတိတတာထိုးကျသွားနိုင်ပါတယ်နောက်ဆုံးချက်ကတော့မိုဘိုင်းအပ်ကနေဆိုလာစနစ်ကြီးတစ်ခုလုံးကိုပုံမှန်စစ်ဆေးပေးဖို့ပါအင်ဗာတာတော်တော်များများမှာဖုန်းနဲ့ချိတ်ဆက်ကြည့်လို့ရတဲ့ function တွေပါဝင်ပါတယ်ဒါကိုပုံမှန်လေးစစ်ဆေးပေးကြည့်ုံနဲ့တင်ပြဿနာကြီးကြီးမားမားမဖြစ်ခင်ကြိုတင်ကာကွယ်နိုင်ပါတယ်ဒီအချက်တွေကိုတော့တည်ထားပြီးတော့လုံးဆောင်ပေးမယ်ဆိုရင်တော့နှစ်ပေါင်းကြာရှည်စွာအသုံးပြုနိုင်အောင်ဆိုလာစနစ်ကြီးတစ်ခုလုံးကိုထိန်းသိမ်းနိုင်မှာပဲဖြစ်ပါတယ်နောက်ထပ်အင်ဗာတာရဲ့ screen မှာပြတယ်လို့မျိုးဖုန်းမှာဆိုရင်လည်းအဲ့ဒါကုတ်တွေ running ပြတာမျိုးတွေကိုကြည့်လို့ရပါတယ်ဒါဆိုလို့ရှိရင်ပြဿနာကြီးကြီးမားမားမဖြစ်ခင်အချိန်မီသိရှိပြီးတော့ကိုတက်ဆင်ခဲ့တဲ့ကုမ္ပဏီရဲ့ service ထီကိုခေါ်ယူပြီးတော့အချိန်မီစစ်ဆေးပေးဖို့လိုပါတယ်ကဲဆိုလာစနစ်တက်ဆင်ဖို့အတွက်စိတ်ချရတဲ့ကုမ္ပဏီကိုရှာနေတယ်ဆိုရင်တော့ညီမတို့ရဲ့ Universal Solar မြန်မာကိုဆက်သွယ်ပြီးတော့အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ရှင်